Hello guys ဒီနေ့ကတော့ဒါခိုလန်းကျွန်းမှာပေါ့နော်ဘယ်သူမှတိတ်မသွားတဲ့မရောက်ဘူးလေဒီ cave တစ်ခုသွားမှာပါအဲ့တော့ let's go ကြည့်လိုက်ရအောင်အဲ့တော့ဒီနေ့ဗီဒီယိုမှာလည်းကျွန်တော်စကားတွေအများကြီးပြောမှာမဟုတ်ဘူးဒီလိုပဲကျွန်တော်တို့သွားတဲ့ဟာကိုပဲရိုက်ပြထားပါThank you ပဲကြကြားလိုက်တာအနီးတဲ့နားနေခေါင်းချဘယ်လိုလဲဆင်းလက်ခိုင်းရပါအဲ့တော့ခုသွားမဲ့ line ကဒီ3လောင်းလား3လမ်းအဲ့ဒီ beach မှာဆိုင်ကရက်ပြီးတော့ဟိုဘက်ကိုနိုင်ဝက်လောက်လမ်းလျှောက်ပြီးသွားရမှာပေါ့နော်အခုလောဆယ်ဒါ beach ကိုအပေါ်ကနေမြင်ရတဲ့ပုံစံမှာဒီကျွန်းတစ်ခုကြိုက်တာအဲ့လိုကျွန်တော်မိုးရက်မိပေါ့နော်ပြင်ဦးလွင်မှာကျွန်တော်ဆိုင်ရစီးရတယ်ဒီတောင်မိုးလန်းနေလိုမျိုးလန်းနေပေါ့ဒီကလန်းတွေကပူတော့ကောင်းပါသေးတယ်အမှစီးရတဲ့ feeling အဲ့လိုကိုမွေးရမြေကိုပြန်ရောက်သွားလို့ feeling ဟောဆိုင်ရစီရအဲ့ဒါတော့တော်တော်ကြာပါတယ်အပေါ်ကချိန်ခုံမလားထုတ်တမ်းမှချိန်ဆင်းရရှိနေလက်ကလေးခံထားလိုက်ကျုပ်ခေါ်ဟုတ်တယ်ဝင်လာဝင်ဦးဒီဘက်တော့နည်းနည်းခုံ嫩有路数乐不饥，不曾想，不曾想，老娘切记快溜走。ကျွန်တော်တို့တလွဲဖွေရတော့ခုဒီလေလွယ်တော့ပေါ့နော်ဒါပေမဲ့ခုကျွန်တော်တို့ဒီကိုသွားမဲ့ဟာပဲဆက်ပြီးတော့သွားပါမယ်အဲ့တော့ let's go nhà bạn thì cái gì à bọn nó thì đồ nhiều nó là bài còn thì tông là bài phải trả lẽ lâu mà phải để đồ con này bọn nó mà không gì tòa đồ mua lên rồi này đi sai à thì cho nó sai cái lamp bỏ thì giàu để bọn nó rồi xong nó giàu để gì ta ý là em rồiဒီထိုင်းမှာတော့ဆောင်းနေသိမရှိဘူးဗျာအများဆုံးပြန်မိုးရင်းနဲ့ဒီငွေနဲ့ပဲကူးနေတာဖြစ်တဲ့အတွက်ဒီလိုမျိုးနွေရာသီမှာပဲလာလို့ကောင်းပါတယ်မဟုတ်ဘဲနဲ့အဲ့လိုမျိုးသွားရတယ်ဆိုရင်ဒီသူမုံတိုင်းမှာရှိတယ်မိုးရင်းဆိုရင်ဒီအဲ့ဒီရေကဒီဆိုင်ကယ်ပေါ့နော်ကျွန်တော်တို့စီးတဲ့ဆိုင်ကယ်လမ်းပေါ်ထိရောက်တက်လောက်ပဲပြီးရင်လိုင်းတာကျန်းတယ်လီတာကျန်းတယ်ရှေ့တစ်ခေါက်လာတော့ဆိုရင်ကျွန်တော်တို့အဲ့လိုဆိုင်ကယ်တော့မနေ့ထိန်းမောင်းရတယ်ပေါ့နော်မျက်နှာတွေပါရေစင်ပြီးတော့တော်တော်ကျမ်းပါတယ်ခုကတော့ဒါကျွန်တော်တို့ဆိုင်ငယ်ရက်ခဲ့ပြီပေါ့နော်ခု cave ကိုသွားမှာပါအဲ့တော့ဒီကြောက်ဆောင်တွေရောအမိုက်ပုံတွေရောအကုန်ဖျက်ရမှာပေါ့နော်ဒီမှာကတော့ဒါပေမဲ့ပျော်ဖို့ကောင်းပါတယ်ဖြတ်တော့ဖြတ်လမ်းတွေရောခင်းခါဖြဲပါလို့ခင်းမယ်ကျန်းမယ်ပြင်မမယ်မိုက်ပုံနဲ့ဖြတ်ရမယ်ဟာအတီးမိုက်ပုံဟာဒီရှူးမပါဘူးမဲနော်ဟမ်ချစ်ခဏပါကြတော့ကြပါဖြစ်တယ်
လမ်းကြောင်းရှာပေးရမလားရှိတယ်ရှောက်လန်းရှိတယ် ဆောင်းရရှိတယ်ခါခါမဲ့ကျန်တော့မဲ့ဘယ်မဲ့တယ်မဟုတ်အမိုက်ပုံနဲ့ဖြစ်ရမယ်ဖြစ်နေတယ် ဟုတ်ဘူးသူ့ကောင်လေးကိုပြော အော်ကင်းရရှိတဲ့ဆိုင် ရေးရမဖြစ်ဘူးရေးရပြန်ချော်ဒီရမှာလည်းရှောက်လန်းနဲ့သွားလို့ရဒီမောင်ရလား ဒီပြင်းရင်ထားလာပြီဒီပေါ်တော့ မြင်ရ အဲ့ရတော့ဒီကဆင်းရ ချင်းချင်းမှန်မှန်ကိုသွားကြတာ ဟိုနောက်ကကလေးပြောလိုက် ကြားရလား 建议也不变了。 ပြန်ရင်ကြီးပြန်လာတဲ့လိုင်းကိုသွားတဲ့တခြားကတော့အဲ့လိုဒီလိုကြောက်ဆောင်ကြောက်ခဲတွေကိုဖြတ်ပြီးမှာပေါ့နော်အဲ့လိုသွားရတာဒါပေမဲ့လမ်းမှာမြင်ရတဲ့ view တွေကတကယ်လာပါတယ်အဲ့လိုမျိုးဒီရှိုကြားအဲ့လိုမျိုးရှိုခေါ်မှာအဲ့လိုမျိုးကြောက်တုံးကြားကြီးအဲ့လိုမျိုးတွေသွားရတာပေါ့နော်ပြီးတော့ဒီဘက်ကလိုင်းပင်လေလိုင်းအတန်နေနဲ့တိုက်နေလေရစအေးနေတာပါအဲ့လိုဘယ်လိုပဲခီးထွက်ဖြစ်ပေါ့နော်အမှတ်တရကောင်းနေ memory ကောင်းနေချင်နေဆိုရင်ဒီလိုမျိုးသူများမလုပ်တာသူများမသွားတာပေါ့နော်လူများစုမလုပ်တဲ့ဟာလူများစုမသွားတဲ့နေရာမျိုးတွေမှာသွားကြည့်ပါတကယ်အမှတ်တရတွေကျန်ပါတယ် 没差没差。 ဒီကအဲ့နိုင်လေးတော့နေ ရိုက်မယ်ခဏမဒီ cave ကိုအရင်ရိုက်လိုက်โอเคဒီလေးဗီဒီယိုရိုက်နေတယ် 有烟烟那个快点注意啊！你家人对呢都一样的，你家。 ဟုတ်တယ်တန်တယ်ချစ်ချစ်ကြောက် 这样子。为什么？ တဘာဝတရားရက်ဒီလူကြီးဖြစ်စည်းထားတဲ့အရာကိုပဲပြန်လဲပြုပြင်နေတယ်ဆိုတာတကယ်ကိုမှန်ပါတယ်ခုလိုမျိုးပလင်းဝဲကျွန်တော်ကတော့ဒါပုံမှန်ဟိုစူးမှာဆိုလို့ကောက်တယ်တခြားနည်းနည်းလွတ်ရလွတ်ကြအောင်ပြစ်တယ်ပေါ့နော်ခုလိုမျိုးဒီကွဲဟိုက်ပင်လေပင်နဲ့ထိပြီးတော့ချိုးလေးကြီးရသေးတာရှာလည်းမရှာဘူးအဲ့လိုလေးမြင်တော့လေကြောက်တော့ကြီးပေါ်မှာတင်ပြီးပေးရလိုက်တော်တော်လာတယ်အဲ့ဒါလေး 乌鸦仔呢？看那里。 ဟိုကြောက်ဖြစ်နေပြီကဲ မသိလေအမွေကြီးနေတာနဲ့ကနန်းပြောလို့ပြောပါ ဒီဒါနဲ့မကလန် ကောင်ဟိုကလေးမောင်တို့စားလို့ စီနေအားအား ဒီဒါနဲ့မဟုတ် ဟော ဘူး အေးဒီကောင် နှစ်ကောင်တော့ရှိရ ပါတော့ဆွေးလန်းနေပြီလောက်ကြအောင် မစတာခွာပြီးတော့ပျော်နေတာ ဒီမှာတကောင်စားလိုက်ပြီလားသူများအတန်တန်ရတာတော်တော်ပြောတယ် ကိုကဟင်းလို့ငားများချင်တာနဲ့ပါအမဲလိုက်ချင်တာနဲ့အခုခရုကခွာနေပြီ တောင်းလေးပြင်းနေပြီးတော့ထိတ် ဟွာ အိမ်ကြီးကတည်ကျုပ်ကိုဆဲမှာနော် ဟဲ့သူတို့သားလိမ္မာလေးတွေကိုဖြတ်စီ ကြတယ် ဒါလေးတွေကို 我记， ငါတို့တွေပြောက်ဝေးတာဟဲ့ 不要去那个。
ပါရှိတာခုတော်တော်မှာရော အဲ့တော့ကျွန်တော်တို့ကူပေါ်ကနေမြင်ရတဲ့ကူပေါ့နော်ကူလေးကလေတော်တော်ကျယ်တယ်ဗျပြီးတော့အဲ့လိုတော်တော်လေးလှတယ်ပေါ့နော်ပြီးတော့ကူလာရဲ့တောက်လျှောက်လမ်းမှာလည်းအဲ့လိုလှတယ်ပေါ့နော်အဲ့တော့ကူတစ်ခုလေးတွေမဟုတ်ဘူးတခြားဟာတွေပါအဲ့လိုမျိုးကိုတွေဆက်စုလို့ရတယ်လှုပ်လို့ရတာဖြစ်တဲ့အတွက်သွားကြည့်တင်တယ်လို့ထင်ပါတယ်ပေါ့နော်အဲ့တော့အားလုံးပဲကျေးဇူးတင်ပါတယ်